Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပြောင်းမှုကော်ပြန်ကြော်လေးကြော်စားဖြစ်လို့လုံနီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်။ပါဝင်ပစ္စည်းကတော့ကော်ပြန်ရွက်ရယ်ပြီးလို့ရှိရင်ပြောင်းမှုရယ်ပေါ့နော်ပြောင်းမှုတော့ဟိမှာချွေပြီးသားအထုပ်ကိုတုံထားပါတယ်။နည်းနည်းလေးခဲနေတော့ရင်နွေးလေးနဲ့အရင်ဆုံးရင်နွေးဖြောထားလိုက်ပါတယ်။ပြီးတော့ကော်ပြန်ရွက်လေးတွေဖောက်ပြီးတော့အစင်သင်းလှုပ်ထားပေးလိုက်ပါတယ်ရှင်။ခုနရေးစိန်ထားတဲ့ပြောင်းမှုလေးတွေကိုတော့ရေးစစ်ပြီးတော့ဟိမာတို့ဒီစားနဲ့တကြားလေး2မျိုးပဲထည့်ပြီးတော့နှံ့အောင်မွေးပေးထားလိုက်ပါမယ်ဒီနေရာမှာတကြားကအများကြီးထည့်စရာမလိုပါဘူးရှင်ပြောင်းမှုရဲ့အချို့ထက်ကလေးရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဟိမာတို့တကြားကိုဒီလက်ဖက်စားစွန်းတစ်စွန်းစာလောက်ပဲထည့်ထားရပေါ့နော်လိုက်တဲ့အခါမှာပြောင်းမှုလေးတွေကတော့ကိုလိုချင်တဲ့လောက်ထည့်ပြီးတော့မှဒီဒေါင်စွန်းလေးတွေနဲ့စပြီးတော့လိပ်ပေးရင်ရပါတယ်ရှင်ဒီတစ်ခေါက်ဟိမှာဝယ်လာတဲ့ဒီကော်ပြန်ရွက်ကကြတော့ဖတ်ထုတ်ရွက်လေးလိုပဲသွားဒါအားပြောတဲ့အတွက်ကြောင့်မလို့ဒီပြောင်းမှုထည့်ပြီးလိမ့်တဲ့အခါမှာပြန်ပြီးတော့ပွင့်ထွက်တယ်ပေါ့နော်အဲအတွက်ကြောင့်မလို့ဟိမှာနောက်ထပ်ဖက်ရွက်တစ်ခုသုံးပြီးနှစ်ခေါက်ပြန်လိမ့်ပါတယ်နှစ်ထပ်စီခံပြီးတော့လိမ့်လိုက်တာပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုသုံးတဲ့ဖက်ကမာတယ်ဆိုလို့ရှင်တော့တစ်ခုတည်းနဲ့လိမ့်လဲရပါတယ်ရှင့်ဟိမှာဝယ်လာတဲ့ဟာလေးကတော့နည်းနည်းပျော့သွားလို့ဟိမှာနှစ်ခုသုံးပြီးတော့လိမ့်ထားပါတယ်ရှင့်ဟိမာတို့ဒီအလိတ်တိုင်းကို2ရွက်စီသုံးပြီးတော့လိတ်သွားလိုက်ပါမယ်တခါတည်း2ရွက်ထပ်ပြီးတော့လိတ်ချင်လဲရပါတယ်ဟိမာတို့ဒီမှာ1ရွက်နဲ့အရင်လိတ်ပြီးသွားတော့မှချစ်ချစ်ကလေးဖြစ်အောင်လုပ်ပြီးတော့မှနောက်ထပ်1ရွက်နဲ့ထပ်ပြီးတော့နောက်တစ်ခါထပ်လိတ်ပါတယ်လိတ်တဲ့အခါမှာလဲဟိမာတို့အားလုံးတောင်စွန်းလေးတွေကိုခောက်ပြီးတော့မှပြန်ပိတ်မယ်ဆိုလို့ရှင်လဲအဲ့ဒီတောင်စွန်းလေးကိုရေလေးနည်းနည်းလေးစွတ်ပြီးတော့မှပိတ်လိုက်မယ်ဆိုရင်လုံးဝပြန်မပွင့်ထွက်ဘူးပေါ့နော်အခုဟိမာပြထားသလိုလေးလုံးဝပြန်မပွင့်ထွက်ပါဘူးဟိမာတို့နှစ်ခုစီတုံးပြီးတော့လိတ်သွားလိုက်ပါတယ်ပြောင်းမှုတစ်ထုပ်ကိုဒီဖက်ရွက်ကလည်းဆွေရက်ပါတာဆို9ခုရတယ်ပေါ့နော်အဲ့ဒါလေးကိုဟိမှာစပြီးတော့ကြော်ပါမယ်ရှင်ကြော်တဲ့အခါမှာမီးပြင်းလို့မရပါဘူးရှင်မီးအလဲလေးနဲ့ပဲကြော်ပေးရမယ်ပေါ့နော်သူကခဏဆိုရင်ညီရမြန်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်အောက်လေးလှန်ပြီးတော့မှဟိမှာတို့အယောင်လေးတွေညီသွားအောင်လို့လိုက်ပြီးတော့လှန်ပြီးကြော်ပေးရပါမယ်ရှူအိုရောင်လေးတွေအကုန်လုံးတန်းသွားပြီဆိုလို့ရှင်တော့ဒီမီးဘိုးဘွားနေပြီးတော့ချပြီးအေးခဏလိုက်ရင်ရပါပြီရှင်ပြောင်းမှုကော်ပြန်ကြော်ကဒီပြောင်းမှုရဲ့အချို့ထက်ကလေးလည်းရှိပြီးသားဆိုတော့ဟိမာတို့အချင်းရင်းနဲ့တိုးစားလဲရသလိုဒီတိုင်းလေးစားလဲမော့မော့ကျွတ်ကျွတ်ကလေးနဲ့အရန်စားလို့ကောင်းပါတယ်လိုက်ပြီးတော့လှုပ်စားကြည့်ကြပါရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်